အလုတ်ကလုံရင်းနဲ့ဟာလက်တီရောက်လာလိမ့်မယ်ကိုချင်းချင်းဘက်ကလည်းရောက်လာလိမ့်မယ်တခြားသူဘက်ကလည်းရောက်လာလိမ့်မယ်ခင်ဗျတခါတရံမှာဆူရာနူရ်ကိုကုရ်အာန်ကျမ်းတော်မြတ်ထဲမှာဖတ်ရလိမ့်မယ်18ပါတာထဲမှာဟဇတ်အာအိရှာရဒီအလာဟူတာလာအန်ဟာတခင်မနဲ့ပတ်သက်ပြီးမတရားဆွဆွဲခြင်းရဲ့အကြောင်းတွေပါရှိတယ်ဒီဟဇတ်အာအိရှာပေါ်ဆွဆွဲမှုကြီးကအခလာဆင်အမျိုးသားလည်းပါတယ်လို့အမျိုးသမီးလည်းပါတယ်ဟဇတ်ဇိုင်နပ်ဘင်ဒီဂျဟက်ဒီကိစ္စကနေပြီးတော့လွတ်မြောက်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့ညီမကတော့ပါသွားတယ်အလုတ်လုံနေရင်တခါတရံမုခလစ်တီဘက်ကနေစိတ်ရဲ့မတိုက်ဆိုင်ပွဲမနှိမ့်ပြပဲကိစ္စတွေဖြစ်ပေါ်လာတယ်ဒါပေမဲ့လည်းဒါအိမ်မှာဒီလောက်တဟမွလ်ရှိရမယ်ဒီလိုမတော်မတရားဆွဆွဲမှုတွေကြောင့်ဟဇတ်အာအိရှာကတော့ဖျားသွားတယ်ဆိုတာမရှိပါဘူးကိုရမြတ်ဆလလာလဟ်အလัยဟိဝါဆလမ်ကလည်းပရိရှန်ဆိုရင်မကင်းဖြစ်နေတယ်ဒီတိုဟမတ်ဆွဆွဲမှုတွေဖြစ်နေတယ်ဒီဆွဆွဲမှုကတလတောင်ကြာသွားပြီတမန်တော်မြတ်ဆလလာလဟ်အလัยဟိဝါဆလမ်ကမေးကြည့်တယ်ကိုရောကဟဇတ်အိုမာကိုမေးတယ်ဒါမျိုးအမှားမျိုးတော့ဟဇတ်အာအိရှာတခင်မအပေါ်မှာရောက်လို့လာပြီမဟုတ်ဘူးရရဆူလလာကိုရမြတ်ဆလလာလဟ်အလัยဟိဝါဆလမ်ရဲ့တန်ရှင်းတဲ့ခန္ဓာကိုယ်ရဲ့အပေါ်ဒီလိုအညစ်အကြေးတွေရင်အောင်မနာအောင်ဆိုရင်ကိုရောရဲ့ဇနီးကျင်အပေါ်မှာလည်းဘယ်လိုလုပ်ပြီးဒီလိုအညစ်အကြေးတွေဖြစ်မှာလဲစာတီကဒီလိုမျိုးစာတီဖြစ်ရမှာဒါကိုရဲစွမ်းတတ်တည်ရှိတယ်လို့ခေါ်တယ်ဟာလက်ရောက်လာပြီဆိုရင်ကိုယ့်ရဲ့မိတ်ဆွေတွေနဲ့အတူနေရမှာဟာလက်ရောက်လာလို့ကိုယ်စာတီထားခဲ့တယ်ဆိုရင်တော့ तू ကတရေပေါ်နေတာပဲဟာဇတ်အိုမာကတော့တဲ့တယ်ပဲပြောပြလိုက်တယ်အိုးနဗီကြီးရဲ့တန်ရှင်းတဲ့ခန္ဓာကိုယ်ရဲ့အပေါ်ဒီလိုအညစ်အကြေးမလာဘူးဆိုရင်ကိုရောရဲ့အိမ်သူအိမ်သားအဲလီဘိုက်ပေါ်မှာလည်းလာစရာမရှိဘူးကိုရောရဲ့အဲလီဘိုက်ဖြစ်ခွင့်ကိုအာဇတ်တာအိရှာကိုပေးခဲ့တယ်ဒါမျိုးဖြစ်ကိုမဖြစ်နိုင်ဘူးဒီလိုအညစ်အကြေးအစွန်းထင်းတယ်ပြီးတော့တမန်တော်မြတ်ဆလလာလဟ်အလัยဟိဝါဆလမ်ဟဇတ်အိုဆာမာကိုမေးတယ် तू ကအတွင်းလူဖြစ်တယ်အိုဆာမာအာအိရှာအပေါ်မှာတော့ဒါမျိုးဖြစ်နေပြီဘူခါရီရှရစ်ထဲမှာဒီအကြောင်းအရာရေးထားတယ်ဟဇတ်အိုဆာမာကအမိန့်ရှိတယ်တကယ်တော့ဒီကိစ္စကကုရောကဟဇတ်ဘရီရာတခင်မကိုမေးရမှာသူမကဟဇတ်အာအိရှာတခင်မရဲ့ခါတင်လည်းဖြစ်တယ်အနီးကလူလည်းဖြစ်တယ်သူမကအချင်းချင်းမှန်ပြောပြနိုင်မယ်ကျွန်တော်တို့ကတော့အာအိရှာနဲ့ပတ်သက်လာရင်အကောင်းပဲသိထားတယ်မကောင်းတာဆိုတော့မသိထားဘူးကုရောအချင်းချင်းမှန်သိခြင်းဘရီရာတခင်မကိုသာမေးကြည့်ပါဟဇတ်ဘရီရာတခင်မကပြောပြတယ်တကယ်တော့နဗီကြီးဒါကတော်တော်ယူသားတဲ့မိန်းကလေးပါဟဇတ်အာအိရှာကဒီလောက်လဲလဲဝဲဝဲမိန်းမလဲမဟုတ်ဘူးဟဇတ်အာအိရှာတခင်မကခလေးစိတ်ပါပဲတခါတခါအာတာလုံးဝင်းနဲ့ဆော့ကစားလိုက်ရက်ွက်ထဲမှာရှိတဲ့စိတ်တွေတွေ့ရင်လည်းဆော့လိုက်ကိုယ်အင်းနဲ့စိတ်တွေဆော့ကစားလိုက်တခါတခါချက်ပြုတ်လိုက်ဒီလိုပါပဲတော်တော်လေးယူယူတသားနဲ့အေးအေးစစ်စစ်နေတဲ့အမျိုးသမီးပါအသက်ကလည်းငယ်သေးပါတယ်သူ့မှာဒီလိုအားနည်းချက်တွေဘာမှမတွေ့ရပါဘူးဒါနဲ့ကိုရောကဟဇတ်အဘူဘကာတခင်ကိုမေးတယ်အိုးအဘူဘကာအာအိရှာကဒါမျိုးအမှားမျိုးလုံးမိပါမလားဒီလိုအခြေအနေမှာလဲဟဇတ်အဘူဘကာကအမိန့်ရှိတယ်။အိုအလ္လာဟ်ရဲ့နဗီကြီးကိုရောရဲ့အတွေးကိုကိုရောရဲ့ယခင်အတိုင်းပါပဲ။အကယ်ကိုရောမြတ်ကသာကိုနေကမိန်းကလေးလို့တတ်မှတ်မယ်ဆိုရင်ကျွန်တော်လည်းကိုနေကလို့တတ်မှတ်ပါမယ်။ကိုရောကကောင်းတယ်လို့တတ်မှတ်ရင်ကျွန်တော်လည်းကောင်းတယ်လို့တတ်မှတ်ပါမယ်။စစ်မြန်ချက်ဒီထဲမှာလာရှိပါတယ်။ဒုတိယအခွင့်အရေးရတော့ဟဇတ်အဘူဘကာကပြောပြတယ်။ဟဇတ်အဘူဘကာကအမိန့်ရှိတယ်ဇင်နာဆိုတာကကျွန်တော်တို့ဘတော်မှမလုပ်တဲ့အမှားမျိုးဖြစ်တယ်။မိပြီးတော့မလုပ်မိဘူး။အယာမီဂျာဟီလီယတ်အမောင်ခေတ်တုန်းကလည်းဒီအလုပ်မလုပ်ဘူးဒါပေမဲ့လည်းကိုတန့်ရှင်းတဲ့တိတ်ကောင်းတယ်လို့မတတ်မှတ်ရတဲ့အပေါ်မှာကျွန်တော်တို့ကတော့ဒီစကားမပြောပါဘူးဒါပေမဲ့ဇင်နာကိုအရင်တည်းကမလုပ်ခဲ့ကိုရောရဲ့အတွေးကိုကိုရောရဲ့ယခင်ကိုရောရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ကျေနပ်ပါတယ်ကျွန်တော်မျိုးဒါကဟဇတ်အဘူဘကာယူတသားပြောပြလိုက်တာအဗ်ဒူလာဘင်အိုဘိုင်ရအီဆူလ်မူနာဖီကင်မူနာဖီများရဲ့ခေါင်းဆောင်ဒီတပုတ်လေးလင်းဆွဆွဲမှုကိုဒီမူနာဖစ်ကစပြီးတော့လုပ်ခဲ့တာဒီတိုဟမတ်ရဲ့အလံကိုသူကစတင်ပြီးတော့လွှင့်ခဲ့တာဘယ်အချိန်မှသူကကွယ်လွန်တည်ဆုံးသွားတော့ဟဇတ်အာအိရှာတခင်မကိုဆွဆွဲပြီးတော့တိတ်မကြခင်ရက်ပိုင်းမှာပဲသူကကွယ်လွန်ကန်ဤအချိန်ရောက်လာတယ်သူရဲ့သားတော်မောင်အဗ်ဒူလာရဒီအလာဟူတာလာနုတခင်ရောက်လာတယ်သူကတော့ပကားဆာဟာပါကိုရောရဲ့တန်ရှင်းစင်ကြယ်လာတဲ့ဝိယုံတော်ပေးတနာတော်မူပါကျွန်တော်အဖေဝစ်ပေးခြင်းလို့ဒါအောင်အကြောင်းခံပြီးတော့သူဟာအဇာဘ်ကနေလွတ်မြောက်သွားဖို့အတွက်မျှော်လင့်ပါတယ်ကျွန်တော်အဖေအတွက်လည်းဂျနာဇာနမတ်ဖတ်ပေးပါအလ္လာဟ်ရဲ့နဗီကဒါမျိုးအမှတ်မထားခဲ့ဘူးငါ့မဟုတ်တန်တရားတွေဆွဆွဲခဲ့တာငါမိသားစုငါဇနီးကိုဒီလိုပြောခဲ့တာဆိုပြီးအမှတ်မထားဘူးကိုယ်တိုင်နမတ်ဖတ်ပြီးတချင်ကငါရဲ့ဇနီးတွေကိုဆွဆွဲခဲ့တာဒါမျိုးအမှတ်မထားဘူးကိုရမြတ်ဆလလာလဟ်အလัยဟိဝါဆလမ်အားလုံးကိုမိပြီးတော့ကိုယ်တိုင်ကြွမြန်းသွားတော်မူတဲ့ဂျနာဇာလည်းဖတ်ပြီးတဲ့ကိုရတာအင်ကြီးလည်းပေးလိုက်တဲ့အားလုံးသူ့အတွက်လည်းမဂ်ဖီရတ်သူကတောင်းပေးတယ်ကိုရောရဲ့ပါဇက်တော်တွေကနေပြီးတော့အာရီတချို့ကိုယူပြီးတော့သူ့ပါဇက်ထဲကိုထည့်ပေးတယ်ပြီးတော့အလတ်ရှိမှာမဂ်ဖီရတ်တော့သူကတောင်းပေးတယ်ကိုရောကဒါမျိုးကရီမ်ဖြစ်တယ်ဒါမျိုးခွင့်လွတ်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အိုမာရဒီအလာဟူတာလာနုတခင်မေ့ရှိတယ်ကိုရောနမတ်မဖတ်ပေးပါနဲ့ကိုရောဖတ်ပေးလိုက်တယ်ကဘာတဲကိုဆင်းတယ်ပြီးတော့အားလုံးလုပ်ပေးတယ်အလမာဂျလာလူဒင်ဆူဒီရာဟမတ်တူလာအလိုက်ကရေးထားတယ်ဒီလိုအခြေအနေတွေကြောင့်ကိုလာဖာကေတာရီကရဲ့ကျမ်းတော်ထဲမှာဒီအကြောင်းအရာရေးထားတယ်ဒီဂျနာဇာဖတ်ခြင်းကိစ္စကိုဟဇတ်အိုမာကိုတိုင်တားခဲ့ပါတယ်ကိုရောဂျနာဇာမဖတ်ပေးပါနဲ့ဒီမူနာဖစ်ကိုတတလုံးဒီလောက်ဒုက္ခပေးနေတဲ့ပုဂ္ဂိုလ်ဒါပေမဲ့တမန်မြတ်ဆလလာလဟ်အလัยဟိဝါဆလမ်နမတ်လည်းဖတ်ပေးတယ်သူ့အတွက်သူကလည်းတောင်းပေးတယ်
ကုရ်အာန်ကျမ်းမြတ်ကြက်ရောက်လာတယ်ကိုရောဘယ်တော့မှဒီမူနာဖစ်တွေနဲ့ပတ်သက်ပြီးတော့နမတ်လည်းမဖတ်ပြီးနဲ့ဒူဝါလည်းမတောင်းပြီးနဲ့နမတ်လည်းမဖတ်ပြီးနဲ့ဟိုကဘာမာလည်းတွားပြီးတော့မရက်နဲ့ကျွန်တော်တို့တဖ်စီတွေမပြောချင်ပါဘူးဒါပေမဲ့ကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းရင်းကကိုရမြတ်ဆလလောလ္လဟ်အလัยဟိဝါဆလမ်ဒီလိုဒုက္ခပေးတဲ့လူတွေကိုအမြဲတမ်းအစင်းသိရှိခဲ့တဲ့အကောင်းပြန်ကျေးဇူးပြုဖို့တမန်မြတ်ဆလလောလ္လဟ်အလัยဟိဝါဆလမ်တသက်လုံးဒုက္ခပေးခဲ့တဲ့ဒီလိုမူနာဖစ်ရဲ့ဒုက္ခတွေအားလုံးကိုမေ့ဒုက္ခပေးမှုကိုမေ့ထားပြီးတော့သူ့အတွက်အကောင်းနဲ့ကျေးဇူးပြုလိုက်တာကိုရောရဲ့ဒီအခလာကိုကြည့်ပြီးတော့အမြောက်များမူနာဖစ်တွေအားလုံးအီမန်အစ္စလာမ်ပြန်လည်ပြီးတော့လက်ခံလာခဲ့တယ်ကိုရမြတ်ဆလလောလ္လဟ်အလัยဟိဝါဆလမ်ရဲ့အီတာအလုပ်ခဲ့တယ်ဒီအခလာကြောင့်ဒီအဗ်ဒူလာဘင်အိုဘိုင်ရဲ့ညီအကိုတွေအပါအားလုံးမူနာဖစ်တွေအလုံးလိုက်အချင်းလိုက်အစ္စလာမ်လက်ခံလိုက်တယ်မဟုတ်ဘူးနဲ့ငါတို့ခေါင်းဆောင်အဗ်ဒူလာဘင်အိုဘိုင်ကသူကယူတူတူပေါ်တော်ရှောက်လုပ်နေတာကိုရောကတကယ်တော့ဒါဝတ်ပေးတယ်ဂက်စ်လုပ်တယ်လူတွေကိုအဲဆန်လုပ်တယ်အကောင့်ကျေးဇူးပြုတယ်ငါတို့ခေါင်းဆောင်ကအလက်ကကြက်မပြေဘူးရှောက်ပြီးတော့ဘေဝကိုရှောက်ပြောနေတာသူကကျွန်တော်တို့ကကရီမ်ရဲ့အုပ်စုတွေပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့နဗီရဲ့မေဇာအတိုင်းဒီအလုပ်ကိုလုပ်ရမှာဒါကြီးဆိုတာကသူတို့ဘာပေးတဲ့ဒုက္ခတွေအားလုံးကိုမိထားရမှာပြန်ပြီးတော့ကျေးဇူးပြုရမှာဒါကြီးကဒါမျိုးအမှတ်မထားအောင်ငါ့ကိုဘယ်သူကဘာပြောခဲ့တာဘာလုပ်ခဲ့တာဘယ်လိုမကောင်းခဲ့တာဒါတွေအားလုံးမိထားရမှာခြေလန်းတိုင်းမှာဒါမျိုးနာဂဝါတွေစိတ်နဲ့မတိုက်ဆိုင်ပွဲရကိစ္စတွေရောက်လာလိမ့်မယ်ခြေလန်းတိုင်းမှာစမ်းသပ်မှုတွေရောက်လာလိမ့်မယ်ဒါတွေအားလုံးကိုမိထားပြီးတော့အလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ရဲ့ကျေနပ်တဲ့လမ်းကြောင်းအတိုင်းကရီမ်ရဲ့မေဇာအတိုင်းလျှောက်လန်းရမှာခင်ဗျားတို့တစ်ပင်ကိုကြည့်လိုက်ပါဒုတ်တွေနဲ့ပြစ်ခံရတယ်ခဲတွေနဲ့ပြစ်ခံရတယ်ဒါပေမဲ့အသီးပေးနေတယ်လူတွေကငါ့ကိုခဲနဲ့ပြစ်တယ်ဒါပေမဲ့ငါပန်းသီးပေးတယ်မာလကာသီးပေးတယ်တရက်သီးပေးတယ်လူတွေကငါ့ကိုဒုတ်တွေနဲ့ပြစ်တယ်ဒါပေမဲ့ငါပြောသီးပေးတယ်အသီးနဲ့ပေးတယ်ဒါတစ်ပင်ရဲ့မေဇာပါအစိုးနဲ့ဆက်ဆက်လိုက်ရင်အကောင်းနဲ့ပြန်ပြီးတုတ်ပြန်ပါလူတွေကကျွန်တော်ဆေးတိုင်းထွာမယ်မကောင်းပြောမယ်ကျွန်တော်တို့ကတော့ပန်းသီးပေးမယ်တရက်သီးပေးမယ်လူတွေကအပြစ်ပြောမယ်ဝေဖန်မယ်ဒါပေမဲ့ကျွန်တော်တို့ကအဲဆန်လုပ်မယ်အကောင်းပြုစုမယ်လူတွေကဆေးတိုင်းထွာမယ်ကျွန်တော်တို့ကသူတို့အတွက်ဒူဝါလုပ်ပေးမယ်မက်ဖီရာအတွက်ဒါကြီးရဲ့မေဇာပါကျွန်တော်တို့တဘလစ်ရဲ့မေဇာကဒါကိုခေါ်တာအမှတ်မထားအောင်အညိုတေးမထားအောင်အကောက်မထားအောင်မတော်မတရားမလုပ်အောင်ရိုင်းပြဆိုမဆက်ဆံအောင်တမန်တော်မြတ်ကအမိတ်ရှိတယ်ဟိုမှာအီကရာမာရောက်လာပြီသူ့အဖေအဘူဂျဟလ်ရဲ့မကောင်းကြောင်းတွေမင်းတို့မပြောရဘူးသူ့ကိုအကောင်းနဲ့ဆက်ဆံမှာဘလောက်အီကရာမလုပ်ပြီးတော့ဆက်ဆံတယ်တမန်တော်မြတ်ဆလလောလ္လဟ်အလัยဟိဝါဆလမ်ဆာဟာဘာတွေကိုအပြစ်ပြောတာမလိုလားဒါမျိုးဆက်ဆံရမှာလူတွေကို